ကျွန်တော်ပုံပြင်လေးတစ်ပုဒ်ပြောပြပါမယ်ပုံပြင်လေးရဲ့နာမည်ကနားထောင်လို့တော့စိုးတယ်ဒါပေမဲ့ပညာပေးလေးကောင်းလို့ပါခွေးကျင်မကြံနဲ့ခဏတို့ကျွန်တော်တို့ပြောနေဆိုနေကြတဲ့စကားပြီးလူတိုင်းရန်ဖြစ်ပြီလားတယောက်နဲ့တယောက်မကျေနပ်ဘူးဆိုရင်ပြောကြတယ်နားထဲမှာဒီစကားရှိပြီးသားပါခွေးကြံမကြံနဲ့အရင်တုန်းကဘယင်တစ်ပါးဟာတိုင်းကန်းလှဲ့အဲ့လိုတိုင်းကန်းလှဲ့တဲ့အချိန်မှာတောထဲမှာသိုးအုပ်ကြီးတအုပ်ကိုတွေ့ပရိသတ်တို့သိုးတွေကိုအသေးချာကြည့်ဘယ်တော့မှတကောင်တည်းမနေအုပ်စုဖွဲ့ပြီးနေကြတကောင်နဲ့အဖော်ကွဲနေရင်အဖော်တွေရှိတဲ့နေရာကိုသွားတယ်စားရရှိတာကိုတူမျှဝေစားကြတယ်ရံမဖြစ်ဘူးအဲ့ဒါကိုကြည့်ပြီးဘယင်ကစိတ်ချမ်းသာတယ်အော်စီလုံးလိုက်တာညီညွတ်လိုက်ကြတယ်ရံလည်းမဖြစ်ကြဘူးတခုရှိရင်တစ်ဖက်စီစားကြတယ်သူတို့ဘဝလေးကြည့်ရတာစိတ်ချမ်းသာလိုက်တာသိုးတွေကိုအဲ့လိုချင်းမွေးစကားဆိုပြီးရှေ့ဆက်သွားတယ်ရွာတရွာကိုရောက်တော့မီတို့ခွေးတွေကိုတွေ့ခွေးတွေဟာတကောင်နဲ့ပဲနေတယ်အုပ်စုဖွဲ့ပြီးမနေဘူးနှစ်ကောင်ပေါင်းပြီးရင်ကြိုက်ခွေးတွေကအတ္တကြီးအဲ့တော့ဘယင်ကစဉ်းစားတယ်ဟာတလိမ့်ဆန်ကြီးအတူတူခွေးတွေကဘာလို့တကောင်နဲ့ခွဲနေတာလဲသိုးတွေလို့အုပ်စုဖွဲ့ပြီးမနေကြဘူးလားဘာဖြစ်လို့လဲပညာကြီးအမကြီးလာအောင်အဲ့ဒီခွေးတွေကိုသူတို့အုပ်စုဖွဲ့ပြီးထားလို့မရဘူးလားသိုးတွေကသူတို့အုပ်စုဖွဲ့ပြီးနေကြတာအဲ့ဒါဘာဖြစ်လို့လဲမလာပါအရှင်မင်းကြီးဒီအဖြေကိုပေးဖို့အတွက်ကျွန်တော်မျိုးကိုတရက်အချိန်ပေးပါဘယင်စီမှာပညာရှိအမကြီးကတရက်ခွန်တောင်းဤကွာဒါဆိုရင်မင်းကငါတရက်အချိန်ပေးမယ်သိုးတွေကအုပ်စုဖွဲ့နေပြီးခွေးတွေကတကောင်နဲ့နေရတဲ့အကြောင်းကိုမနက်ဖြန်ငါ့ကိုပြောပြတပည့်ဘယင်နန်းတော်ကိုပြန်သွားတယ်ပညာရှိအမကြီးကအမေတို့ဘာလုပ်တယ်လဲအရင်ဆုံးအခန်းကြီးနှခမ်းဖွဲ့လိုက်ဖွဲ့ပြီးတော့ဒီဘက်ကအခန်းထဲမှာအမဲသားတွေကိုအချိန်100ထက်ခွေးအကောင်100ကိုမောင်းပြီးအဲ့ဒီအခန်းထဲမှာတကားပိတ်လိုက်နောက်အခန်းတစ်ခန်းထဲမှာကောက်ရိုးတွေမျက်ထုံးတွေကိုထက်ပြီးရင်